မင်္ဂလာပါဗျကျွန်တော်ရဲ့ YouTube channel ကနေပြီးကြိုဆိုပါတယ်ကပောက်ပေါ်မှာအမှားရင်းများဆုံးနားလည်ခံရတဲ့တိရစ္ဆာန်တွေတဲ့တကောင်အကြောင်းပြောပြဖို့ရောက်ရှိလို့လာပါပြီဟုတ်ပါတယ်အဲ့ဒါကတော့ဟိုင်ယနာတွေပါလူသားတွေကသူတို့ကိုမိုက်မဲတဲ့အစာခိုးတတ်တဲ့တိရစ္ဆာန်တွေပြပုံပေါ်ထားကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဟိုင်ယနာလို့ခေါ်တဲ့ကြက်သိဝင်မဲ့လေးတွေရဲ့အမှန်တရားကိုကျွန်တော်ကဖော်ထုတ်ပြသပေးသွားမှာပါသူတို့ကခမည်းတော်ထင်ထားတာတဲ့ညရင်ထက်မြက်ပြီးတော့အင်အားကြီးမားတဲ့စစ်တီတော်တွေပါလူတွေကသူတို့ကိုခွေးလို့ထင်ကြတယ်တကယ်တော့သူတို့ကကြောင်မျိုးနွယ်အနေနဲ့ပို့ပြီးဆင်တူပါတယ်မင်းဘက်ကောင်နဲ့တူလဲလို့မေးငါကဘယ်သူနဲ့မှမတူဘူးလို့ခမိုင်းမှဖြစ်မဲ့ကောင်တွေပေါ့အာဖရိကရဲ့ James Bond လိုမျိုးလှေးဝက်ဆန်းကျတဲ့ပွဲစည်းနဲ့အဆက်ပြောက်ဟိုင်ယနာတွေအကြောင်းပို့ပြီးသိအောင်လိုက်ခဲ့ကြအောင်ဟိုင်ယနာတွေရဲ့ကဘာမှာဆိုရင်အမားတွေကကြီးစိုးတာပါသူတို့ကလန်မျိုးနဲ့စုရဲ့အကောင်းဆောင်တွေအမားတွေပါသူတို့ဟာအထီးတွေတဲ့ပိုကြီးပိုအားကောင်းပြီးစိတ်လို့တတ်တဲ့ဇယက်တွေရှိပါတယ်တွေးကြည့်မယ်ဆိုရင်အာဖရိကရဲ့ဆာဗာနာမှာဝမ်ဒါအူမန်အဖွဲ့တစ်ပွဲလောက်ရှိနေတယ်လို့မျိုးပေါ့ဟိုင်ယနာအထီးတွေရဲ့ဘဝကဘဝရဲ့အောက်ခြေဆုံးကစရတာပါမွေးရကလန်ကနေမောင်းထုတ်ခံရပြီးတခြားကလန်မှာတွားနေရင်လေအောက်ဆုံးအဆင့်ကနေပဲစရတာပါပဲဒီမှာလုံးလည်းတောင်းပန်နေလို့ပြောတာဟာတောင်းပန်ပါရဲ့ကျေးဇူးပါတယ်နောက်အဲ့လိုမျိုးမဖြစ်သေးရပါဘူးလို့ချက်ချီတော်လေးတစ်ဖက်လောက်ပေးပါအောင်လို့အောက်ချုပ်ခံပြီးတောင်းစားရတဲ့ဘဝမျိုးပေါ့သူတို့ကကလန်နဲ့အမကောင်းဆောင်ကြီးတွေရဲ့မျက်နှာသာပေးမှုရဖို့အတွက်အမိကိုပြီးတော့ခါရနေရတာပါကဘာမှာပြုံးလေးနဲ့အရန်လာပြီးစစ်ဖို့ကောင်းနေဘယ်သူလဲသိလားလူလေဟုတ်ပါတယ်အဲ့ဒါတွေကဟိုင်ယနာရင်းနှီးရတဲ့မှာအဲ့ဒါကပြောလို့ရတာမဟုတ်ပါဘူးဒီမှာငါအစာရနေပြီဒါမှမဟုတ်ငါစိတ်ရှုပ်နေပြီငါတအားကြောက်နေပြီဆိုပြီးပြောနေတာမျိုးပါပြီးတော့သူတို့ရဲ့ရည်တန်း3မိုင်လောက်ထိကိုကြားရပါတယ်တော်တော်အားကျဲတဲ့ကောင်တွေပါလူတွေကသူတို့ကိုအစာခိုးစားတတ်တဲ့သူတွေလို့ထင်ကြတယ်ရုပ်ရှင်တွေထဲမှာလည်းအဲ့ဒီလိုပဲပုံပေါ်ထားတာမလို့ပါဒါပေမဲ့တကယ်တမ်းကျတော့ဟိုင်ယနာတွေကကိုယ့်ဘာသာကိုအမဲလိုက်တဲ့နေရာမှာထိတ်တန်းတွေပါသူတို့ဖန်ဆီးရရှိတဲ့အစားအစာရဲ့90%နီးပါးသူတို့ကိုယ်တိုင်ရှာဖွေထားတာပါအမှန်တကယ်ဆိုရင်ချင်းသေးတွေကတော့ဟိုင်ယနာတွေစီကအစာလာလူစားတာပုံများပါတယ်ဟိုင်ယနာတွေရဲ့မေးရိုးကတော့တကယ်ကိုကြောက်စရာကောင်းလောက်အောင်တန်ပါပါတယ်သူတို့ရဲ့ကာယ PSI 1100ကျော်လောက်ကိုရှိပါတယ်အဲ့ဒါကချင်းသေးတွေနဲ့2ဆလောက်ကိုပိုပြင်းတာပါဒီလောက်ဆိုဘာကြောင့်သူတို့အယိုးတွေကိုအလွယ်တကူဝါးစားနိုင်လဲဆိုတာသိပြီမလားပြီးတော့သူတို့ရဲ့အငြိကြေးကလည်းအယိုးစားလို့ထုံးပြလူမျိုးကိုဖြူနေတတ်ပါတယ်သူတို့ဟာမာရသွန်အပြေးသမားတွေလိုပါပဲတနာရီကို38မိုင်60ကီလိုမီတာနှုန်းနဲ့အကြာကြီးပြေးနိုင်ပါတယ်ဒီလိုအပြေးစွမ်းရည်နဲ့ကလန်ဖွဲ့စည်းကိုပေါင်းပြီးတော့သူတို့တဲ့အများကြီးကြီးမားတဲ့ကျွဲတွေတစ်ကလက်အုပ်တွေကိုတော့မှဖမ်းနိုင်ကြပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့ဟန်နာတွေကိုရုပ်ရှင်တွေကဟာသားကောင်တွေလို့မမြင်တော့ဘူးလို့မျှော်လင့်ပါတယ်သူတို့ကတကယ်ကိုထက်မြက်တဲ့အစွမ်းထက်တဲ့ဂေယစနစ်ရဲ့သူရဲကောင်းတွေပါကဲဒါဆိုဟိုင်ယနာတွေအကြောင်းဘယ်အချက်ကခမည်းတော်ကိုအံ့ဩမှုရှိဆုံးဖြစ်စေခဲ့လဲဆိုတော့ပြောပြပေးခဲ့ပါအောင်ဗျတကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်သွားပေးကြပါအောင်ဗျ